ဒီကိုအားလုံးမင်္ဂလာပါဘာမှကိကနေကြိုးဆိုပါရကျွန်တော်တို့ကိုဆက်ပါခုတော့2026ခုနှစ်ဇွန်လ16ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့အင်္ဂလန်ကွင်းလယ်ကစားသမားဘယ်လင်ဂမ်မှာအာဂျင်တီးနားကစားသမားတွေနဲ့ရန်ဖြစ်ခဲ့တာကြောင့်ပွဲပယ်ပြစ်ဒဏ်တွေနဲ့ရင်ဆိုင်ရဖို့များနေတဲ့သတင်းဖြစ်ပါတယ်ဘယ်လင်ဂမ်မှာအာဂျင်တီးနားကိုရှုံးခဲ့တဲ့ပွဲပြီးမှာအာဂျင်တီးနားကစားသမားတွေနဲ့အချင်းများခဲ့တာဖြစ်ပြီးဘယ်လင်ဂမ်မှာအာဂျင်တီးနားကစားသမားတူဖြစ်တဲ့ဘယ်လန်တင်ဗာရဲ့ခေါင်းကိုလက်နဲ့ရိုက်ခဲ့တာပါရုပ်တံမှတ်တမ်းတွေထဲမှာဘယ်လင်ဂမ်ကကိုထီလျောက်ကျူးလွန်ခဲ့တာကိုမြင်တွေ့ခဲ့ရတာကြောင့်ကမ္ဘာဘောလုံးဖွဲ့ချုပ်ရဲ့စီကံထိပ်သိမ်းကော်မတီကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့စီစဉ်နေတာပါပွဲချိန်အတွင်းမှာလည်းအာဂျင်တီးနားနဲ့အင်္ဂလန်ကစားသမားတွေဟာပြန်တွန်းထိုးတာမျိုးတွေလုပ်ပြီးချင်းများခဲ့ကြပေမဲ့ကွင်းလယ်တိုင်ကပြင်းပြင်းထန်ထန်အရေးယူတာမျိုးမလုပ်ခဲ့ပါဘူးဘယ်လင်ဂမ်အနေနဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင်ပြည်သစ်နဲ့ကစားရမယ်တတိယနေရာလူပွဲကိုလွဲချော်မှာဖြစ်ပါတယ်ခင်ဗျာချဲစီကအင်္ဂလန်ဘက်ကိုဂိုးသွင်းပြီးအောင်ပွဲခံနေတဲ့ကွင်းလယ်ကစားသမားအန်ဆိုဖာနန်ဒက်စ်ရဲ့ပုံကိုအသင်းရဲ့ဆိုရှယ်မီဒီယာမှာတင်မိတာကြောင့်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဂျင်တီးနားကအင်္ဂလန်ကို2ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာအန်ဆိုဖာနန်ဒက်စ်ကအာဂျင်တီးနားအတွက်ခြေပကိုသွင်းခဲ့တာဖြစ်ပါတယ်။ချဲစီဆိုရှယ်မီဒီယာအန်ဆိုဖာနန်ဒက်စ်ဂိုးသွင်းပြီးမိနစ်ပိုင်းကြာမှာသူ့ရဲ့အောင်ပွဲခံပုံကိုတင်ခဲ့တာပါ။အဲဒီပိုးဆောင်မှာပရိသတ်တွေကအင်္ဂလန်ကလပ်တစ်ခုဖြစ်တဲ့ချဲစီအနေနဲ့အင်္ဂလန်အသင်းဘက်ကိုဂိုးသွင်းခဲ့တဲ့အာဂျင်တီးနားကစားသမားရဲ့အောင်ပွဲခံပုံကိုတင်ခဲ့တာဟာအင်္ဂလန်အသင်းနဲ့အင်္ဂလန်ကစားသမားတွေကိုစော်ကားတာဖြစ်တယ်လို့သဘောရတဲ့ comment တွေကိုရေးသားတိုက်ခိုက်ခဲ့ကြတာပါချဲစီတာဝန်ရှိသူတွေကတိုက်ခိုက်မှုတွေများပြားလာတာကြောင့်အဆိုပါ post ကိုနိုင်ပိုင်းအတွင်းမှာဖြုတ်ချသွားခဲ့ပါတယ်ခင်ဗျာအာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီယာကမ္ဘာဖလားပြိုင်ပွဲသမိုင်းမှာဂိုးဖန်တီးမှုအများဆုံးလုပ်နိုင်တဲ့စံချိန်ကိုပိုင်ဆိုင်သွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်ဆီယာအင်္ဂလန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာအာဂျင်တီးနားအတွက်အန်ဆိုဖာနန်ဒက်စ်နဲ့လော်တာရိုမာတီနက်စ်တို့သွင်းခဲ့တဲ့2ဂိုးလုံးကိုဖန်တီးခဲ့တာပါဒီလိုဖန်တီးနိုင်ခဲ့တာကြောင့်မက်ဆီယာကမ္ဘာဖလားပြိုင်ပွဲသမိုင်းမှာဂိုးဖန်တီးမှု12ကြိမ်ရှိသွားပြီးဂိုးဖန်တီးမှုအများဆုံးလုပ်နိုင်တဲ့စံချိန်ကိုပိုင်ဆိုင်သွားခဲ့တာပါမက်ဆီဟာ2006ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှုတစ်ကြိမ်2010ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှုတစ်ကြိမ်2014ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှုတစ်ကြိမ်2018ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှု2ကြိမ်2020ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှု3ကြိမ်လက်ရှိကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှု4ကြိမ်လှုပ်ဆောင်ခဲ့တာပါမက်ဆီဟာလက်ရှိကမ္ဘာဖလားပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းတဲ့သူစီးရင်မှာလည်းပြင်သစ်တိုက်စစ်မှုအမ်ဘာပေနဲ့အတူပူးတွဲဦးဆောင်နေပါတယ်ခင်ဗျာအင်္ဂလန်နီးပြသောမတ်တူချေကကစားသမားတွေအားနဲ့ချက်ကြောင့်အာဂျင်တီးနားကိုရှုံးခဲ့တယ်ဆိုတဲ့သဘောမျိုးပြောခဲ့လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပွဲချိန်ဒုတိယပိုင်းမှာအန်တိုနီကော်ဒိုရဲ့ဦးဆောင်ကိုရပြီးချိန်မှာအန်တိုနီကော်ဒိုနဲ့ဒီကလန်ရိုက်စ်တို့ရဲ့နေရာမှာနောက်ခံလူတွေဖြစ်တဲ့ကွန်ဆာနဲ့အိုရန်လီတို့ကိုထည့်ပြီးနောက်တန်းကစားသမား9ယောက်ထိထားကစားခဲ့တဲ့သောမတ်တူချေရဲ့နီးပြွာပိုင်းကြောင့်ရှုံးခဲ့တာဖြစ်တယ်ဆိုတဲ့သုံးသပ်မှုတွေရှိနေချိန်မှာသောမတ်တူချေကကစားသမားတွေအားနဲ့ချက်ကြောင့်ရှုံးခဲ့တာဖြစ်တယ်လို့ပြောခဲ့တာပါ။သောမတ်တူချေကကျွန်တော်တို့ဦးဆောင်ကိုရပြီးချိန်မှာပြန်ဖက်အသင်းကအမြင့်ဘောတွေဖြတ်တင်ဘောတွေအများကြီးသုံးလာခဲ့ပါတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက်ခန်းစစ်ကစားသမားတွေအားကိုသုံးဖို့ပဲရှိပါတယ်။ဒါကိုနီးပြတိုင်းသဘောပေါက်ပါတယ်။ကျွန်တော်နီးပြပိုင်းရလိုအပ်တာကိုလုပ်ခဲ့ပေမဲ့ကစားသမားတွေကဒါကိုအကောင်းဆုံးအကောင့်တွေမဖော်နိုင်ခဲ့ဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမကေကနေပြီးညီကိုအောင်တို့စူစီပြီးတင်ဆက်ပေးခဲ့တာပါ။ဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမကေရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ဘာမကေရဲ့ဗီဒီယိုတွေကိုစုံမကြည့်ရှုပေးတဲ့အတွက်လည်းညီကိုတို့အားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။